ထိုင်းနဲ့မြန်မာမှာလေအဲ့ပစ္စည်းတစ်ခုပဲရှိပါတယ်နှစ်နိုင်ငံမှာမှတစ်ခုပဲရှိရအောင်နော်အဲ့ဘာလဲဆိုတော့ကျွန်တော်သုံးGT5 ဆိုတော့ကျွန်တော်တို့ပေါ့နော်ဒီ GT5 ကတော်တော်မရှိတော့ပါဘူးပြတ်သွားပါပြီကျွန်တော်အခုသုံးနေတဲ့ pickup ပေါ့နော်ဒါလေး unboxing ချက်လုပ်ကြည့်မယ်ပြီးလို့ရှိရင်နောက်ထပ်ပါလဲဆိုတော့ထားတယ်စာရရမွေးပါကျတော့တငယ်ကြီးရှိရမှာလာပါဘယ်လိုမျိုးပေါ်လဲတော့ဒီကကျွန်တော်ဒီနဲ့လေးကြိုက်လို့ပါဈေးလည်းမကြည့်ပါဘူးဈေးလည်းတင်ပါတယ်သုံးလို့ကောင်းမဲ့နဲ့လေးပါဒါပေမဲ့ကျွန်တော်တငယ်ချင်းတက်ဆောင်ပြီးလို့ကြိုက်ရင်းနေကျွန်တော်ထပ်ပြီးတော့ပါပြတဲ့နဲ့လေးပါဒါ green service ဒါကblue spray ဆိုတော့ကျွန်တော်ရမ်းကြိုက်တဲ့နဲ့လေးပါကျွန်တော်ဘီနဲ့လိုက်နေဒီနဲ့လေးရအောင်ပါအဓိကကျွန်တော်ဒီကောင်အမောစင်ပါနော်ကျွန်တော်လေးလှုပ်ရှင်နိုင်ငံလုံးမှာတစ်ခုပဲရှိတော့ဆိုတော့နည်းတော့ခေါင်းစားပါတကယ်ချင်းကရှိတော့ဘူးတဲ့တော်တော်ကန်ကောင်းတာတဲ့ဒါလေးဖောက်ကြည့်ပါမယ်ဖောက်ဖို့အတွက်ချိန်တဲ့ကိတာ pick up ပါကျွန်တော်ကကိတာတန်ကိုအရင် sensitive ဖြစ်ပါတယ်ကျွန်တော်ဒီကိတာတန်ဒီအတန်လိုချင်တယ်ဆိုဒီအတန်ရအောင်ကျွန်တော်ထောက်အောင်လို့ကျွန်တော် effect တွေခံရတယ်ပြီးလို့ရှိရင်ဒီလို pick up ကိုလိုချင်တဲ့ pick up တွေပေါ့နော်ကျွန်တော် fishman တန်းမှုပြရအောင် fishman pick up တွေဘာတွေလဲကျွန်တော်သုံးမှုတယ် fishman pick up blue color blue brushing လား brushing လားကျွန်တော်နားမလဲအဲ့ဒါလည်းသုံးဝင်ပြီးလို့ရှိရင်အဲ့ sound hole fishman တွေလည်းသုံးဝင်သုံးတဲ့ volume ပဲပါတယ်ဟာပေါ့နော်ဒါပေမဲ့ကျွန်တော်အတွက်ပေါ့နော်တကူရင်ကားအတွက်ကျွန်တော်တိတ်မကြိုက်ပါဘူးကြိုက်တယ်ဒီကောင်လေးပါလုံးဝမရှိတော့ပစ္စည်းပြက်ဒီနိုင်ငံမှာလည်းကျွန်တော်ဒီမှာလည်းရှာတယ်တနိုင်ငံလုံးကျွန်တော်ရှာတယ်ဂီတာရောင်းတဲ့လူတွေကျွန်တော်မေးတယ်မရှိတော့ပါဘူးဘလို့မှမရှိပါဘူးGT6 ကရှိရပါတော့ GT5 ကလုံးဝပစ္စည်းပြတ်သွားတာပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်လေးလာပြတာပါပြီးတော့ဒီကောင်လေးပါကျေးဇူးတင်ပါတယ်